အားလုံးမင်္ဂလာပါကျွန်တော်မြန်မာ ACMV Engineer Knowledge Sharing Page ကနေပြန်ပြီးကြိုဆိုပါတယ်ဒီဗီဒီယိုလေးရတော့เนาะကျွန်တော်ကိုဂျူနီယာတယောက်ကမေးထားတဲ့မေးခွန်းလေးကိုဖြေနေကျွန်တော်ဒီ DAT material နဲ့ sizing အကြောင်းလေးပြောချင်တာပေါ့เนาะကျွန်တော်တို့ ACMV မှာသိတဲ့အတိုင်းပဲ dating ဆိုတာကလိုအပ်တဲ့ airflow ကိုလိုအပ်တဲ့နေရာကိုရအောင်ပို့ဖို့အတွက်ကျွန်တော်တို့သုံးရတဲ့ material တွေပဲเนาะ DAT material တွေမှာဘာတွေရှိလဲเนาะကြည့်ကြည့်အောင်ကျွန်တော်တို့တွေ DAT material တွေဘာတွေနဲ့လုပ်လဲဆိုတော့ GI DAT တွေနဲ့ galvanized ion DAT တွေလုပ်တယ် PID DAT တွေလုပ်တယ် stainless steel DAT တွေလုပ်တယ် plastic DAT တွေလုပ်တယ် welding DAT တွေပေါ့နော်ပြီးရင် masonry DAT concrete DAT ပေါ့နော်အထူးသဖြင့်တော့ riser တွေမှာ masonry DAT တွေသုံးတယ်နော်အဲ့အသုံးပြုတဲ့ DAT material တွေကလည်းလေကိုတည်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ material တွေက smooth ဖြစ်ရမယ်နော်သူ့ရဲ့မျက်နှာပြင်ကကျန်းနေလို့မရဘူးကျန်းနေလို့ရှိရင် roundness ဖြစ်နေသူ့ရဲ့ noise level ကြီးတက်လာမယ် air flow မကောင်းတော့ turbulent flow တွေဖြစ်မယ်เนาะအဲ့ဒါကို X-ray handbook မှာလည်းเนาะသူ့ရဲ့ material that material ကိုလိုက်ပြီးတော့သူ့ရဲ့ roundness factor တွေပေးထားတယ်เนาะကျွန်တော်တို့အများဆုံးသုံးတာတော့ GI DAT ကိုသုံးတယ် galvanized ion ကိုသုံးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ညာဘက်က table လေးမှာကြည့်လိုက်ရင်သိတယ် galvanized ion ရဲ့ roundness ကအနည်းဆုံးမလို့เนาะ roundness factor 0.09ပဲရှိတယ်เนาะတချို့ PVC တွေအလူမီနီယံတွေကတော့သူ့ထက်နည်းတယ်ဒါပေမဲ့သူတို့ကစီးပွားရေးကတွက်ချေမကိုက်ဘူးဒါကြောင့်မလို့ galvanize တွေက GI ဓာတ်ကစီးပွားရေးကလည်းတွက်ချေကိုက်တယ် smooth လည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အများဆုံးအသုံးပြုကြတယ်เนาะဒါကတော့ material ပေါ့နော် okay ပြီးရင် depth material နဲ့ sizing ကိုလုပ်မယ်ဆိုကျွန်တော်တို့ပထမဆုံးဘာကိုပြောရလဲဆိုတော့သူ့ရဲ့ depth မှာ block pressure သုံးမယ်ဆိုရဟာကိုကျွန်တော်တို့အရင်ဆုံးသတ်မှတ်ပေးရနော်ကျွန်တော်တို့ဒီအဆောက်အဦတွေပေါ့နော် commercial building တွေ residential building မှာတော့အများဆုံး medium pressure လောက်ထိပဲသုံးတာများတယ် medium pressure ဆိုတာကတော့950 pascal လောက်ထိပဲရှိတာပေါ့နော် low pressure နဲ့ medium pressure ပေါ့နော် low pressure က950 pascal လောက်ထိပဲရှိရနော် medium pressure ကတော့950နဲ့1500เนาะ sorry ကျွန်တော်မှားသွားလို့ low pressure လောက်ပဲရှိရနော် velocity ကဘယ်လောက်ရှိမလဲဆိုတော့ emergency move ဆိုရင်တော့ဗျာအနည်းဆုံးအအများဆုံး15 18မီတာper second လောက်ပဲရှိတယ် velocity ကเนาะဒါကသူ dead design လုပ်တဲ့ခါကျရင်သူ့ရဲ့ pressure rating ကိုပေးရမယ်ဒါစင်ကူမှာအလုံးလုံးတဲ့လူတွေကတော့သိပါတယ်เนาะ dead design dead ကိုလုပ်ဖူးတဲ့လူတွေသိတယ်တကယ်လို့950 pascal ကျော်သွားလို့ရှိရင် dead leakage test တွေလုပ်ရတယ်เนาะ pressure test တွေလုပ်ရ dead ကို pressure test လုပ်ရတယ်ဒီအကြောင်းလေးတွေကိုကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြောပြမယ်เนาะ dead leakage test အကြောင်းလေးတွေเนาะ အခုတော့ဒီကကျွန်တော်အခြေခံသိရမယ့်ချက်ပေါ့နော်ကျွန်တော်တို့ဒီ data design လုပ်ရင် low pressure medium pressure အတွက်0 to 750 pascal လောက်ကိုပဲကျွန်တော်သတ်မှတ်ပြီးတော့လုပ်ဒီမှာကျွန်တော်ရေးထားတာနော်သူရဲ့ depth velocity ကလည်း7.5 meter per second medium ဆိုလို့ရှိရင်12.5เนาะ20 meter per second velocity ဆိုတော့ဒါ high pressure dating design ဖြစ်သွားပြီเนาะအဲဒီကြရင်တော့ rate format တွေကိုတည်တည်ချာချာဒီ spanner standard အတိုင်းတည်တည်ချာချာထည့်ပေးရတယ်เนาะโอเคဒါဆို depth material နဲ့ depth sizing လုပ်ဖို့အတွက်ဒီ pressure rating တွေလည်းသတ်မှတ်ပြီးသွားပြီ material လည်းသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခု depth ရဲ့ shape depth ရဲ့ shape ကြတော့သူ့ရဲ့ code တွေ requirement တွေမှာဘာ shape သုံးရမယ်ဆိုပြီးတော့ဘယ်လောက် pressure ဆိုဘာ shape သုံးရမယ်ဆိုပြီးတော့သတ်မှတ်ထားတာမရှိဘူးเนาะဒီမှာကျွန်တော်ကိုမေးရမေးခွန်းလေးရလေဒီမှာเนาะ depth side ကလည်း rectangle ကနေ circular ဟိုတဲ့ဘယ်လိုအချိန်ဒီမှာပြောင်းသွားတာလဲเนาะခုနကျွန်တော်ပြောခဲ့သလိုပဲ depth material မှာ GI ရှိကအသုံးများတယ်အသုံးများပြီး shape ရလဲ rectangular ကတွက်ချေကိုက်ဆုံးမလို့ rectangular shape ကိုအများဆုံးသုံးတယ် rounded ကတော့ပိုကောင်းတာပေါ့ friction losses ပိုနေရပါဒါပေမဲ့ rounded ကလောက်ရတာစက်ရုံကနေ set တွေနဲ့ထုတ်ရပိုခက်တဲ့အတွက်ကြောင့်မလို့ rounded ကိုတော့သုံးတာတော့နေဒါပေမဲ့ဘလို့ချိန်နေဒီမှာ rectangle deck ကနေ rounded ကိုပြောင်းသွားလဲဆိုတဲ့သူ့ရဲ့မေးခွန်းပေါ့နော်။ तू ကတော့အခုမှ deck စလောက်တာခါစားဆိုပြီးတော့လည်းပြောထားတယ်။ဒါကြောင့်မလို့ तू လည်းမသိရနေလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးမှာရှင်းပြမှာပေါ့နော်။ rectangular deck ကနေ rounded ကိုသုံးတာရှင်းရှင်းလေးပဲလေ set connection နဲ့ flexible connection တွေမှာ rectangular deck ကနေ rounded ကိုပြောင်းသွားတယ်နော်ဥပမာကိုယ့်ရဲ့ exhaust hook က rounded နဲ့လာလို့ရှိရင် rectangular ဆိုလို့ရှိရင် rounded ကိုပြောင်းပေးရတယ်နော်ဥပမာကိုယ့်ရဲ့ VV box ကကိုယ့်ရဲ့ဒီ fan က round ဆိုလို့ရှိရင် rounded ပြောင်းပေးရ transition နဲ့ပြောင်းပေးရတယ်ဒါရှင်းပါတယ်နော်အဲ
rectangle ကနေ round ဓာတ်ကိုပြောင်းဖို့အတွက်ဘယ် side ကိုလဲဘယ်လောက် side ကိုရွေးရမလဲပေါ့နော်ဘယ်လောက် diameter ကိုရွေးရမလဲဆိုတာကတော့ကျွန်တော်တို့တွက်ချက်လို့ရတယ်ဒါကလည်း actually မှာ formula လေးရှိတယ်ဒီ formula လေးနော် equivalent diameter formula လေးပေါ့နော်သူကဘာကိုပြောချင်တာလဲဆိုတော့ rectangular ဓာတ်ကနေ round ဓာတ်ပြောင်းတဲ့အခါမှာတူညီရဲ့ friction ရဖို့အတွက် round ဓာတ်ဘယ်လောက် diameter သုံးရမလဲဆိုတဲ့ဟာကိုဒီ formula ကနေတွက်ချက်လို့ရတယ်နော်ဒီမှာရှာပြီးတော့တွက်ကြည့်လိုက်ပါကျွန်တော်ရဲ့ဒီ static pressure exact ရှိမှလည်းပါတယ်နော်ဒါ equivalent diameter တွက်တာနော် round ဓာတ်ကိုတွက်တဲ့ဟာပါတယ်နော် DE equal to 1.3 AB power 0.625 by A plus B power 0.25ဆိုတဲ့ဒီ formula လေးပေါ့နော် DE က equivalent diameter A နဲ့ B နဲ့ကတော့ rectangular ဓာတ်ကနေနော် DE ကတော့ဒါကျွန်တော်တို့လိုချင်တဲ့ equivalent diameter ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီ round ဓာတ်နဲ့ rectangular ဓာတ်ကိုပေါ့နော်နားလည်မယ်လို့ထင်ပါတယ် depth shape တွေအကြောင်းကိုလည်းနားလည်မယ်လို့ထင်ပါတယ်နော်ဒါဆိုရင်ဒီ video လေးကိုကျွန်တော်ဒီမှာခဏရပ်ထားမယ်နောက်အပိုင်းတွေမှာလည်းကျွန်တော်ဆက်ပြီးတော့ ACMV အကြောင်းတွေကိုဆက်ပြီးတော့ပြောရမယ်เนาะဒီကြားထဲမှာသိချင်တာရှိရင်လည်းကျွန်တော် message ပို့ပြဖြစ်ဖြစ်ဒီ video လေးရဲ့ comment မှာဖြစ်ဖြစ် Facebook က ACMV group မှာပဲဖြစ်ဖြစ်လာပြီးတော့မေးခွန်းလေးတွေမေးထားလို့ရပါတယ်ကျွန်တော်အားတဲ့ချိန်သိတာလေးတွေဖြည့်ပေးပါမယ်เนาะမသိတာလည်းကျွန်တော်လေးလာပြီးတော့ဆွေးနွေးကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ